Mobile Legends All Star ပေါင်နဲ့ချောင်းရင် limited skin ဖြစ်တဲ့ဒကွန် file လေးကို free ရမယ်ဆိုရင်ရောစိတ်ဝင်စားလားကိုယ့်ရဲ့ TikTok Facebook Instagram နဲ့ YouTube ဒီလေးမျိုးတွေကကိုကြိုက်တဲ့တက်ရတစ်ခုမှာ All Star နဲ့ပတ်သက်တဲ့ဗီဒီယိုတင်ပါဗီဒီယိုတင်တဲ့အခါခုပြထား hashtag တွေကိုသုံးပြီးတော့တင်ပြရမှာဖြစ်ပါတယ်ကိုတင်ထားတဲ့ဗီဒီယိုကို copy link ယူပါ copy link ယူပြီးဂိမ်းနဲ့ဝင်ပါဂိမ်းနဲ့ရောက်လို့ရှိရင် event မြောက်နှိပ်ပါခုပြထားတဲ့ဒုတိယမြောက်ပုံကိုနှိပ်ပါအောက်ကိုအနှဲငယ်လေးဆွဲလိုက်ပါ All Star Contact Contest ကိုနှိပ်ပါကြဗျာ6မျိုးနှိပ်ပါဝတ်ထဲရောက်လို့ရှိရင်အောက်သို့အနေငယ်ရွှေ့လိုက်ပါ Get Drawing Attack ကိုနှိပ်ပါအပေါ်ဆုံး7မိနစ်ကိုနှိပ်ပါကိုဗီဒီယိုတင်ထားတဲ့ platform ကိုရွေးပါကျွန်တော်က TikTok မှာတင်ထားတာမို့လို့ TikTok ကိုရွေးချယ်လိုက်ပါရယ်ခုနက copy ယူလာတဲ့ video link ကိုဒီနေရာမှာထည့်ပါဘာသာစကားမှာမြန်မာကိုရွေးချယ်ပါအမှန်ချစ်ပြီး submit ကိုနှိပ်ပါ confirm ကိုနှိပ်ပါဒီလိုပေါ်လာလို့ရှိရင်တော့ go to verify ကိုနှိပ်ပါဒီမှာလည်းခုနကကိုဗီဒီယိုတင်ထားတဲ့ platform ကိုရွေးပြီးတော့ go to verify ကိုနှိပ်ပါအပေါ်ဆုံးကဒီ code ကို copy ယူပါဖုန်းနဲ့ခဏထွက်လိုက်ပြီး copy ပြတဲ့ code ကိုကိုယ့်ရဲ့ TikTok bio မှာပေးချလိုက်ပါ bio မှာ code ကိုမြင်ရပြီဆိုတော့ကိုယ့်ရဲ့ TikTok account link ကို copy ယူခဲ့ပါဒီနေရာမှာ ကွန်ပျူတာတဲ့ကိုယ့်ရဲ့ TikTok account link ကိုဖြည့်လိုက်ပါအမှန်ချပြီး community connection ကိုနှိပ်ပါကိုယ့်ရဲ့ဖုန်းနံပါတ်ဖြည့်ပြီး confirm နှိပ်လိုက်ပါဒီလိုပေါ်လာရင်နိုင်ငယ်ဆောင်ပြီပါကဲခုဆိုလို့ရှိရင်တော့ verify ဖြစ်သွားပြီမလို့ဒီနေရာမှာ community ဖြစ်သွားရင် All Star ပေါ်ယူဖို့အတွက် draw ကိုနှိပ်လိုက်ပါတခြားဆုလက်ဆောင်တွေထည့်ရခြင်းလို့ရှိရင်တော့ကိုယ့်ရဲ့ TikTok account မှာ view ထပ်တင်ပြီးဒီမှာ video submit လုပ်ပြီးအထက်တွေစုပြီး draw လုပ်ပြီးပါ video ပုတ်ကိုအထက်တစ်ခါရပါမယ် platform တစ်ခုကအများဆုံး video 10ပုတ်တင်လို့ရတာမို့လို့ဒီလိုအားလုံးစင်ပြေကြပါစေဗျာ